အဲ့တော့ကျွန်တော်ခုပြောပြပေးသွားမှာကတော့ကျွန်တော်ကိုလာမေးထားကြတဲ့ဒီဗီဒီယိုဖိုင်တွေကဘာဖြစ်တာလဲဆိုတဲ့အကြောင်းအရာပါเนาะဒါကတော့ကျွန်တော်ဒီတင်မို့ဘော်ကဒါအင်ဂျင်တွေမှာဖြစ်လိဖြစ်တာရှိတဲ့အကြောင်းအရာတွေကတခုတော့เนาะဒီအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာเนาะနောက်တစ်ခုကဘာကြောင့်ဖြစ်လဲဆိုတာကိုလည်းကျွန်တော်ရှင်းပြပေးသွားမှာပါเนาะဒီအကြောင်းကိုပြောတဲ့နေရာမှာကျွန်တော်တင်မို့ဘော်ကဒါအင်ဂျင်နဲ့ရှင်းပြီးတော့ကျွန်တော်ပြောပြပေးသွားမှာပေါ့အဲ့တော့ဒီကာကတော့ကျွန်တော်ဒီ crankgate door ကြီးတွေပွင့်ထွက်ပြီးတော့ဒါ crankgate explosion ဖြစ်တယ်လို့ခေါ်တယ်ပါเนาะဒီ crankgate explosion ဖြစ်ကြတဲ့အကြောင်းတွေရှိတယ်ပါเนาะဒါပေမဲ့ကျွန်တော်ဒီ crankgate explosion ဖြစ်လိဖြစ်တာရှိတဲ့ဒါအကြောင်းရင်းတစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်เนาะအဲ့ဒါကတော့ဒီ crankgate ထဲမှာလို့ရှင်တော့ဒါဒီ main shed ပေါ့เนาะဒီကျွန်တော်ဒီ crank shed ကြီးကျွန်တော်ရှိမှာပေါ့เนาะ crank shed နဲ့တော့ဒီ bearing တွေတော့ဒီရှိမှာပေါ့ဗျာဒီပုတ်တိုက်မှုဒါအများဆုံးနေရာပြပါဆိုလို့ရှင်ဒါ engine တစ်ခုရဲ့ပုတ်တိုက်မှုအများဆုံးနေရာဆိုလို့ရှင်ကျွန်တော်ဒီ crankgate ထဲမှာကျွန်တော်ဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီနေရာကိုကျွန်တော်လူပိုင်ဒီမရောက်တာဖြစ်တာအကြောင်းမျိုးကြောင့်ကျွန်တော်ဒီ crankgate တွေဒီ crankgate ထဲမှာရှိတဲ့ဒါ bearing တွေကဒါစားပြီးတော့ကျွန်တော်ဒီအပူတွေဖြစ်လာမယ်เนาะပူမယ်ပေါ့เนาะဒီလူပိုင်ကလည်းနေဒီရလည်းပူလာမယ်ဆိုလို့ရှင်တော့ဒါ point mist လို့ခေါ်တဲ့ဟာတွေဖြစ်လာမယ်ပေါ့အဲ့ဒါဒီညားလာတဲ့အခါမှာကျွန်တော်တို့ဒီ crankgate explosion ကျွန်တော်ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီတင်မောတွေပေါ်မှာဒီ crankgate explosion ဘာလို့ခေါ်တယ်ဒီကောင်ကြီးတွေကျွန်တော်ဒါတက်ဆင်ထားတယ်ပေါ့နော်အဲ့တော့ဒီကောင်တွေကိုကျွန်တော်ဒါ cylinder တစ်ခုမှကျွန်တော်ဒါတစ်လုံးတက်ဆင်ထားတယ်ပေါ့အဲ့တော့ဒီကောင်ကြီးတွေကဒါဒီ crankgate ထဲမှာဒါ pressure တွေရမ်းများလာမယ်ဆိုလို့ရှိရင်ဒီကောင်တွေကဒါ auto release ဖြစ်ပြီးတော့ဒါသူ့အောင်ဒါဒီထဲက pressure ရှော့ချပေးမယ်နော်ဒီထဲမှာဒါ supply နဲ့ဒါကန်ပြီးတော့ဒါပိတ်ထားတာပါဒီ supply ကအထဲက pressure ရမ်းများလာလို့ရှိရင်ဒါအပြင်ကိုတွန်းပြီးတော့သူက release လုပ်ပေးမှာပါဗျာအဲ့တော့ဒီကောင်တွေအပြင်ကိုကျွန်တော်ဒါဘာတွေတက်ဆင်ထားသေးလဲပေါ့အဲ့တော့ဒီ crankgate explosion မဖြစ်အောင်လို့ကျွန်တော်ဒီ point mist detector လို့ခေါ်တဲ့ဒါ alarm system တွေကျွန်တော်တက်ဆင်ထားသေးပါเนาะဒီ point mist detector ကိုလည်းဒါ PSC တို့ကျွန်တော်ဒီစိတ်ကန်းတစ်ခုခုရောက်လို့ရှိရင်ကျွန်တော်ဒါ USCG တို့ PSC တို့ကဒါတက်စစ်တယ်ပေါ့เนาะစစ်တာကလည်းခုနလိုဖြစ်မှာဆိုလို့ပေါ့ခုနလိုဖြစ်တာကဒါသူ့ကြီးပဲဒါဖြစ်သွားတာပြဿနာမရှိဘူးပေါ့เนาะပြဿနာမရှိဘူးဆိုပေမဲ့ဒါတင်မောကဒါမှုန်တိုင်းထဲမှာဗာတိုင်းမှာဆိုလို့ရှိရင်ဒါမြင့်မြုပ်သွားနိုင်တယ်ပေါ့နောက်တစ်ခုကကြာခုနလိုနေရာမျိုးမှာလူရှိနေရဆိုလို့ရှိရင်ဒီကာဘာကြီးလွတ်ထက်တဲ့အရှိန်နဲ့ဒါတေသွားနိုင်တယ်ပေါ့เนาะအဲ့တော့ဒီဟာမဖြစ်အောင်လို့ဒါ PSC တွေကဒါစစ်တယ်ပေါ့အဲ့တော့ဒီ white mist detector ဆိုတာဘာလဲပေါ့เนาะဒီ white mist detector ဆိုတာကကျွန်တော်ဒီကောင်လေးပေါ့ဒီကောင်လေးပေါ့เนาะဒါ white mist detector sensor ပေါ့เนาะဒီကောင်ကဒီထဲမှာရှိတဲ့ဒါ white mist တွေကိုကျွန်တော်တို့ဒါ scanning လုပ်ပေးတဲ့ဒါ sensor ရေပေါ့เนาะဒီကောင်ရဲ့အလုပ်လုပ်ပုံကတော့ဒါရိုးရှင်းတယ်ပေါ့เนาะဒီထဲက white mist တွေကိုဒါစမ်းနေလုပ်ပေးတာပဲပေါ့နော်လုပ်ပြီးတော့ဒါများလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအလန်းလာမယ်ပေါ့နော်အလန်းလာလို့ရှိရင်ဒါ duty unit တဲ့ duty engineer တွေ duty winder တွေကတိမယ်ပေါ့ဗျာတိလို့ရှိရင်ဒါ main engine ကိုချက်ချင်း action ယူပြီးတော့ကျွန်တော်တို့ဒါ short တင် short ရမယ်ကျွန်တော်တို့ဒါ short တင် short ရမယ်ရက်တင်ရက်ကမယ်ပေါ့ဗျာအဲ့တော့ white mist ဆိုတာကဘာလဲပေါ့နော် white mist ဆိုတာကတော့ကျွန်တော်ဒီ engine ထဲမှာကျွန်တော်တို့ဒါဒီ crankgate ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ main shed ရှိမယ်ပေါ့နော် main shed ရှိမယ်နောက်ပြီးတော့ဒါ main bed ကြီးတွေရှိမယ်ပေါ့ဒီကောင်ကြီးတွေကဒါအများတန်းတော့ fission ဖြစ်နေမယ်ပေါ့နော်နောက်ပြီးဒီ piston တို့အသက်ဆင်းတွေကလည်းဒါ fission အများတန်းဖြစ်နေမှာပေါ့ဒီ fission ဖြစ်တဲ့နေရာမှာကျွန်တော်တို့ဒါ lubrication system ကျွန်တော်တို့ဒါပေးထားရပေါ့နော်ဒီ lubrication system ကဒါအကြောင်းမျိုးကြောင့်မရောက်တာဖြစ်ဖြစ်ကျွန်တော်တို့ဒါတစ်ခုခုကြောင့်ဒီပြဿနာတစ်စုံတစ်ယောက်တော့ဒီ bearing တွေကဒါပွတ်စားသွားတာလို့ဆိုရင်ကျွန်တော်ဒီပူလာမှာပေါ့ဒါပူလာလို့ရှိရင်ဒီ C ကနည်းနည်းကျွန်တော်ဒီ bearing အပူချိန် temperature နဲ့ကျွန်တော်တို့ဒါ fission ဖြစ်ပြီးတော့ကျွန်တော်တို့ point mist တွေကျွန်တော်ဖြစ်လာမယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒါဒဲအိုးတိုးကိုဒါ C ထည့်ပြီးကျွန်တော်အောက်ကလေးမီးပေးလိုက်မယ်ဆိုလို့ရှိရင်ဒါစီတွေအမွှေးပြန်သွားတာကိုကျွန်တော် white mist လို့ခေါ်တယ်ပေါ့နော်ဒီ white mist ဖြစ်တာကဒါပြဿနာမရှိသေးဘူးပေါ့နော်ဒီထဲမှာကျွန်တော်တို့ဒါ fire ဖြစ်နိုင်တဲ့ကျွန်တော်တို့ဒါလေကရှိပြီးသားပေါ့နော်အဲ့ပြင်ကိုကျွန်တော်နောက်ပြီးတော့ white mist ကလည်းဖြစ်လာပြီပေါ့နော်ဒါပြီးတော့အပူချိန်ကလည်းကျွန်တော်ဒီလူဝိုင်ရဲ့ဒါ flat point ဟိုရောက်လာပြီဆိုလို့ရှိရင်ဒီ crankgate explosion ကြီးကဒါဖြစ်ဖို့ ready ဖြစ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီ duty ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေကြည့်ပြရမှာနော် duty ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလူဝိုင်ရဲ့ဒါ bearing temperature ပေါ့နော်လူဝိုင် bearing temperature တွေကျွန်တော် view site ကမယ်နောက်ပြီးတော့ဒါလူဝိုင် temperature ကိုကျွန်တော်တို့ view site ကမယ်ပေါ့နော်နောက်တစ်ခုကကြောင့်ကျွန်တော်ဒီ crankgate door တွေရဲ့ဒါဒီဟိုအပူချိန်တွေကိုကျွန်တော်ဒါ hand feel ပေါ့နော် hand feel နဲ့ကျွန်တော်တိုင်းမယ်နောက်တစ်ခုကဒီ temperature တိုင်းတဲ့ဟာရှိလို့ရှိရင်ဒီ temperature တိုင်းတဲ့ဟာလေးနဲ့ဒီ crankgate door တွေကျွန်တော်ဒါ temperature တိုင်းပြရမှာပေါ့နော်ဒီကောင်ကတော့ကျွန်တော်ဒါ temperature တိုင်းတဲ့ဟာနဲ့ကျွန်တော်တိုင်းပြထားမယ်ပေါ့နော်အဲ့တော့ဒီ temperature တိုင်းတဲ့ဟာမှာကျွန်တော်ဒီ crankgate door တွေကဒါအပူချိန်တူနေရမှာတူတယ်ဆိုတာကဒါ normal temperature ကျွန်တော်တို့50 60ပတ်ဝန်းကျင်မှာကျွန်တော်ရှိနေရမှာပေါ့နော်အဲရှိနေလို့ရှင်ဒါကျွန်တော်တို့ကပြဿနာမရှိဘူးပေါ့ဒီ1 degree 2 degree ကွာတာလဲတော့ကျွန်တော်တို့ဒါပြဿနာမရှိသေးဘူးပေါ့နော်အကယ်၍က80တွေ80တွေ90ဖြစ်နေမယ်ဆိုလို့ရှင်တော့ပြဿနာရှိနေပြီပေါ့နော်အဲ့တော့ဒီလူဝိုင်ရဲ့ဒါ flat point ရောက်သွားပြီဆိုလို့ရှင်ဒီထဲမှာဒါ crankgate explosion ဖြစ်ဖို့ဒါချက်အញ្ញမ်းများသွားပြီပေါ့နော်အဲ့တော့ဒါတဲ့ကျွန်တော်အများတန်းတိုင်းပြရမှာနော်ကျွန်တော်ဒီ white mist detector တို့ဒီ crankgate explosion relief ဘာတို့တတ်ထားတယ်ဆိုပေမဲ့လည်းကျွန်တော်ဒါတွေကဒါစိတ်ချလို့မရဘူးပေါ့နော်သူတို့ကလည်းဒါ set PC ဆိုတဲ့အတွက်အများတန်းဒါမှားနိုင်ကြီးရှိရပေါ့နော်အဲ့တော့ဒီကောင်နဲ့ကျွန်တော်တို့ဒါအများတန်းတော့တိုင်းပေးရမယ်ပေါ့အဲ့တော့အားလုံးပဲနားလည်ကြမယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်တက်တယ်ဆို like and share လေးလုပ်ပေးပါကြအောင်ပေါ့နော်